political မလာယူကလေးစကားပြောတတ်ပါသလား ဗီဒီယိုလေးမစတင်ခင်မှာကျွန်တော်ရဲ့ channel လေးကို like နဲ့ subscribe လေးလုပ်ပြီးတော့အားပေးခဲ့ကြပါအောင်ခင်ဗျာကျေးဇူးတင်ပါတယ် Yeah political စကေးဟုတ်ကဲ့ကျွန်တော်နည်းနည်းပြောနိုင်ပါတယ်ခင်ဗျာ police ဆိုတာရတယ်စကတ်ဆိုတာပြောတယ်စကစ်ဆိုတာအနှဲငယ်ကိုပြောတာခင်ဗျာအဝအော်ရမနာမင်းဘာလူမျိုးလဲတဲ့ဆရာအော်ရမြန်မာကျွန်တော်မြန်မာလူမျိုးပါ Yes စူရမကန်မင်းစားပြီးွားပြီလားစူရာပြီးပါပြီဆရာဘလုံးမကန်မစားရသေးပါဘူးဆရာမောက်မီနိုကျွန်တော်တောက်ချင်တယ်အဝါမောက်မီနိုအပမင်းဘာတောက်ချင်တာလဲဆရာမောက်မီနိုအာယေကျွန်တော်ရေတောက်ချင်ပါတယ်အိုင်ဆိုတာရေမောက်ဆိုတာလိုချင်တယ်မီနိုဆိုတာကတောက်တယ်ဟုတ်ကဲ့ယခုအပိုင်းလေးကတက်စီစီးတဲ့အခါတက်စီငားတဲ့အခါစကားအသုံးလုံးလေးဖြစ်ပါတယ်ဟုတ်ကဲ့တက်စီတားတဲ့အခါတက်စီသမားမေးမယ်ပကီမနာဘယ်သွားမလဲတဲ့ဟုတ်ကဲ့တင်ပြောရမှာတော့တင်သွားရင်နေပါတော့ကျွန်တော်တို့ဥမာအနေနဲ့စာမောက်ပကီရောင်ကုန်းအိုက်ကတက်စီသမားမဆုဆိုလို့ရှိရင်ကားပေါ်တက်ပါကားပေါ်ဝင်ပါလို့ပြောတာပါခင်ဗျာโอเคဒီလောက်နဲ့ရက်မယ်ပေါ့နော်အရင်များရင်လည်းမေ့ပါမယ်နောက်ထပ်3လိုတဲ့စကားလုံးလေးတွေကိုထပ်ပြီးတင်ပေးပါဦးမယ်